အားလုံးပဲမင်္ဂလာပါရှင်။ Super YouTube Channel လေးကနေပြီးတော့ပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်။ဒီနေ့ကတော့အိမ်မှာဝါဦးကြာဆန်ကိုရှင်ဆက်လေးထောင်းစားမှာဖြစ်ပါတယ်။အခုကတော့ကျွတ်သွန်ဖြူနဲ့ငရုတ်သီးစိမ်းလေးကိုထောင်းထားပါတယ်ရှင်။ပြီးတော့ငပိလေးထည့်ပါမယ်ရှင်။ငပိစိမ်းစားလေးထည့်ပါမယ်။ငရုတ်သီးထောင်းနေတုံးလေးမှာဝါဦးကြာဆန်လေးတစ်ခွေကိုအခုလိုလေးပြုတ်ထားလိုက်ပါမယ်ရှင်။ပြီးသွားပြီဆိုရင်တော့ထညက်လေးထည့်ပါမယ်ပြီးရင်စားဟင်းကြုံမိုးလေးထည့်ပါမယ်ထညက်လေးညက်သွားပြီဆိုတဲ့အနေထားရောက်ရင်တော့ခရမ်းကျင်ဒီတစ်လုံးကိုအခုလိုမျိုးလေးလှီးပြီးတော့ထည့်လိုက်ပါမယ်ရှင်အိမ်မှာထညက်မရှိတဲ့လူတွေဆိုလို့ရှိရင်လည်းတကြားကိုအစားထိုးပြီးတော့ထည့်လို့ရပါတယ်ရှင်ကျန်းကျင်ဒီလေးတွေကိုခုလိုလေးဖြည့်ပြီးတော့ရှည်ပြီးတော့ထောင်းလိုက်ပါမယ်ရှင်ပြီးသွားရင်တော့မြေပဲဆန်လေးထည့်ပါမယ်မြေပဲစားလော်လေးထည့်ပါမယ်ရှင်ပြီးတော့မြေပဲလေးတွေကိုနည်းနည်းလေးညက်သွားအောင်ခဏလေးထောင်းပြီးရင်ငံပြာရည်လေးထည့်ပါမယ်ရှင်ငံပြာရည်ကတော့ကိုကြိုက်နှစ်သက်တဲ့ငံပြာရည်ကိုသုံးလို့ရပါတယ်ပြီးရင်အစာပလာတွေခုလိုလေးမှွေပြီးတော့နှမ်းဆောင်မှွေလိုက်ပါမယ်ပြီးရင်တော့အရှင်အတွက်တံမြာသီးလေးတစ်လုံးကိုခုလိုလေးစိတ်ပြီးတော့အရှင်ထည့်လိုက်ပါမယ်ရှင်တံမြာသီးမရှိရင်လည်းမကြီးမဲ့လေးဖြိုပြီးထည့်လို့ရပါတယ်ဒါပေမဲ့တံမြာသီးနဲ့လေးမှွေနေတာပို့ပြီးစားကောင်းလို့ပါနှစ်လေးရပြီဆိုတော့အခုပြုတ်ထားတဲ့ဝါဦးကြာဆန်လေးကိုထည့်ပြီးတော့ထောင်းလိုက်ပါမယ်ဝါဦးကြာဆန်လေးကိုချက်ဖို့တော့အဓိကဂရုစိုက်ပေးပါနော်လက်လေးနဲ့ပေါ့နော်စိတ်ကြည်တာတော့ပြီးရင်နည်းနည်းယူမြည်ကြည့်တာမျိုးလုပ်ပြီးတော့မှထည့်ပါဒါလို့ဆိုတော့တစ်ခါတော့ဆိုအဲ့လိုမျိုးဝါဦးကြာဆန်မကြက်ပဲနဲ့ပေါ့နော်ထည့်လိုက်မိတာစားလို့မရဘူးဖြစ်သွားတယ်ပေါ့နော်ဝါဦးကြာဆန်နည်းနည်းလေးတော့ဂရုစိုက်ပြီးပြုတ်ရပါတယ်မဟုတ်ရင်မာတတ်လို့ပါအခုဆိုရင်တော့အရသာတွေဝင်သွားအောင်အခုလိုလေးဆိုတေချာလေးပေါ့နော်ငရုတ်စုံထဲမှာမှွေပြီးတော့ထောင်းလိုက်ပါမယ်အရသာလေးနည်းနည်းပေါ့မယ်ထင်လို့ငပြားကြီးလေးနည်းငယ်ထည့်လိုက်ပါတယ်အရသာကတော့ကိုယ်စိတ်ကြိုက်ပါစိတ်ကြိုက်ထည့်လို့ရပါတယ်ရှင်အခုလိုထောင်းပြီးပြီဆိုလို့ရှိရင်တော့ဝါဦးကြာဆန်ရှင်းဆက်ထောင်းလေးရပါပြီရှင်ဒီဝါဦးကြာဆန်ထောင်းလေးရလေးမုတ်ဖတ်ထောင်းလေးနဲ့လည်းနည်းနည်းဆင်နေပေါ့နော်မုတ်ဖတ်ဆိုရင်တော့မှရှင်တဲ့အနံ့လေးတွေထွက်နေအောင်မှာဝါဦးကြာဆန်လေးကအဲ့လိုအနံ့လည်းမထွက်ဘူးကျန်းမာရေးနဲ့လည်းညီညွတ်တယ်အမြင်တက်တွေလည်းကျွဲဝတဲ့အတွက်ကြောင့်မို့ကျန်းမာရေးနဲ့လည်းတင့်တော်ပါတယ်ရှင်အားလုံးပဲလိုက်ပြီးတော့လှူစားကြည့်ကြပါနော်ဝယ်ရလည်းလက်ကူပါတယ်အခုဝါဦးကြာဆန်ကအခုဆိုရင်တော့အရန်ကိုစားလို့ကောင်းတယ်ဝါဦးကြာဆန်ရှင်းဆက်ထောင်းလေးရပါပြီရှင်သူ့ရဲ့ဘလော့လေးကိုအဆုံးထိကြည့်ပေးလို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်သူ့ရဲ့ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ခဲ့ပေးဖို့မမေ့ပါနဲ့နော်အားလုံးပဲတာယာအေးချမ်းပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်အားလုံးပဲတက်တာပါ